ပွဲလာပါပြီဒီနေ့ကတော့ဒါတိတ်တော့အမြင်မလှတဲ့ on black house spicy ခောက်ဆွဲကြုံချောင်းလေးအားလေးလေးကြီးလေးတွေနဲ့ညာဒါလေးလောက်တာ cheese လေးတွေနဲ့ဒါကတော့ပထမဆုံးလုပ်ကြည့်ရဲ့မာလာထန်ဖြစ်ပါတယ်မာလာထန်ပါမာလာထန်လေးလိုက်ရတာစားမှာမာလာထန်လေးကတော့ဘာမှတော့သိမပါဘူးပါဟိုဟာတခြားဟာတွေမထည့်ထားဘူးကနန်းချောင်းပါတယ်ကြက်မို့လုံးပါတယ်ဒီလိုမျိုးငါးဥလုံးပါတယ်မုံဥလေးတွေပါတယ်မာလာထန်နွားနို့လေးနဲ့ချက်ထားတာဒါပထမဆုံးချက်ကြည့်တာဘာလို့ထည့်ပြီးသွားပြီကြိုရဲတခါလေးထည့်ပြီးသွားတယ်အဲ့လေးချက်တာလေးလည်းရိုက်ထားတယ်ပြီးတခါလေးထည့်ပြီးတာနော်ဒါကတော့မာလာထန်နဲ့အလိုက်ဆုံးပေးလိုက်လေးပါစားကြပါဦးစားပြီးတော့ဟဲ့ပေးလိုက်ကိုဒီတိုင်းမစားနဲ့မာလာထန်နဲ့စားဟုတ်ပါဒီလိုနှစ်ပြီးတော့ဒါမှဖားကြိုက်နှစ်ပြီးစားမာလာထန်တို့ဘာလို့ကြောက်လဲအပြင်မှာသွားစားလို့ရှိရင်အများကြီးဈေးကြီးရောအိမ်မှာပဲကိုယ့်ဘာလုပ်ကြည့်မယ်လေဆိုတော့လုပ်ကြည့်ကောင်းမာလာနဲ့နွားနို့နဲ့ဒီအတားလေးဆိုချိုချိုဆိတ်ဆိတ်လာဖုန်းမင်းမာလာခလေးပါစားကြပါဦးစားကောင်းပါမြင်မလားအုံးပလက်ကလေးပဲနော် spicy နဲ့ spicy ကောင်းစွာနဲ့ထဲမှာကျုပ်ကြောင်ဘာလို့လဲသိမဆက်မဆက်ဘူးသူကအစိမ့်လေးပဲစားအုံးပလက်လေးပါလည်းအချိုးပတ်ပါအဲ့ဒီတော့မကောင်းမလဲသူကဒီမှာဆိုတော့ဘာမှညာတာအနေမှာရောကိုကောင်းတာပေါ်လာလက်ကစားကြပါဦးရှင်ပေါ်လာလက်ကရမခံဘုရားကဆိုတော့အမြင်မလားလို့ဘာလို့လဲတော့ဘာလို့လဲမြင်မလားတော့အော်ရာရောင်းမှာအားလားစားကြပါဦးရတယ်ဖိတ်မနုတယ်စားကြတော့ဒီမာလာတန်းလေဒီလိုမျိုးကနန်းချောင်းလေးရမ်းလိုက်တယ်အမတဲကနည်းနည်းကြာသွားလို့ကနန်းလေးတွေကကနန်းချောင်းလေးကဒီလိုလေးဖြစ်သွားน้องนั่นเป็นอะไรกว่าว่ะมาติ้งแป้งเยอะเลยว่ะไอ้กระไรกำลีเขาจะมาเฉยมาคิดเลยแล้วนี่ก็โดนหันอีกแล้วก็เปิดเราดิဒီလိုဖိတ်လို့ပြောလေးရတာညဒါလေးဆောင်အိုင်းမဆောင်ဒါဖတ်တော့ကောင်းနေဒါလေးဆောင်ဆိုတာဒါလေးလည်းအများကြီးဒါလေးဆောင်ဒီမှာဒီထဲမှာထည့်ထားတဲ့ချစ်ချောင်းလေးကျုပ်ဆောင်ရအဲ့ဒါကတော့ကောင်းတယ်那种各种，我没有你们做干呐，我没有，不好意思，我先忙。我们来十八几个岁啊，我他妈都搞不懂，他们屁股真不，我人家屁股啊，这个有我们说的吗？你们搞不的，别那边的人弄。
တော့ပြလိုက်ရတာလေးစိတ်ရေးလိုက်တော့ဘူးလိုက်ရင် မမပါချင်ဒီနေ့တော့နေ ဘယ်တော့မှအဲ့ဒါလို့ အဲ့မှာရကြတယ်နော်တော့စီတော့မထတော့ဘာပြောပြတာဘုမဝဲလာတော့တော့ဆိုတော့ဝဲလောက်လောက်ခဲ့ချဲတယ်တော့ကြတယ် ဘာကြည့်လဲ အနာကတော့ကောင်းတယ်အနာကတော့ကောင်းတယ်တော့ကြတယ်မအုပ်လိုက်အဘေးအုပ်လိုက်တော့ခမတို့ချက်ထားလိုက်လောက်မိုက်ပြတယ် ကောင်းပါ အဲဆိုရင်အေးရအမေကမင်းကတော့ကျွန်မအိမ်မှာကိုယ်တိုင်လုပ်တဲ့ကျဲဦးအုံးဘလက်ပေါ့နော်ကျဲဦးအုံးဘလက်စပိုက်စီလေးရယ်ဒါမာလာထန်ပါပေါ့နော်မာလာထန်လေးရယ်အိမ်မှာဘတ်ဂျက်ချွေတာပြီးတော့ဝဝလင်းလေးစားအောင်လှုပ်ရှားဖြစ်ပါတယ်နောက်နေ့ကြလို့ရှိရင်လည်းဘာတွေထပ်ပြီးတော့လှုပ်ရှားအောင်မယ်ဆိုတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်ထပ်ပြီးတော့ဘတ်ဂျက်ချွေတာပြီးတော့စားလို့ရမယ့်ဟာလေးတွေနဲ့နောက်နေ့မှာပြန်တွေ့ပါမယ်အားလုံးပဲတက်တာ စားလိုက်ပါဦးမယ်ခင်ဗျာ စားလိုက်ပါဦးမလို့သွားပိတ်လေပြီးနေပြီလေတက်တာလို့လည်းအောင် တဒါ ဟော